ဒီနေ့တော့ကျမ်းမာရေးလိုက်စားတဲ့လူတွေဝိတ်ချနေတဲ့လူတွေနောက်ပြီးတော့စီးကြိုတက်တဲ့သူတွေအခုတလောအဖြစ်များနေတဲ့ auto immune disease ဝေဒနာရှင်တွေအတွက် calorie zero ဝါဟုခောက်ဆွဲနဲ့အမဲမာလာကျွန်တော်ပထမဆုံးအချိန်ချက်စားကြည့်ပဲဗျာအမဲမာလာခောက်ဆွဲချက်ဖို့ကြိတ်ထားတဲ့အမဲသားကိုအရသာနှက်မယ်ကျွန်တော်ကတော့အထုံဆက်ကြိုက်လို့မွေးလေးရဲ့မာလာပို့ထုံးကိုကျွန်တော်တုံးထားတယ်ဗျအရသာတွင်းထားတဲ့အမဲသားကိုနိုင်ဝက်လောက်နှက်ထားမယ်မိနစ်30ပြည့်သွားပြီဆိုတော့အမဲသားကြော်မယ်ပုံမွှေးသွားအောင်ကြက်သွန်ဖြူလေးပါထည့်ကြော်မယ်အမဲသားကိုထွေးမဖြစ်အောင်လို့တေချာလေးတော့မှုပေးရမယ်နော်မာလာခောက်ဆွဲကိုချောက်ကြီးမဖြစ်အောင်လို့ကျွန်တော်ကတော့မာလာအနှစ်လေးကိုအရင်ချက်မယ်ဗျမာလာအနှစ်ချက်တာမခတ်ဘူးနော်ဆက်ထားတဲ့အမှုန့်နေတဲ့ကိုစီမွေးလောင်းထည့်ရုံပဲဗျမာလာအနှစ်ချက်လေးကိုလည်းဒီ post မှာ link ထည့်ထားရနော်ခောက်ဆွဲကိုကြက်ဥပြုတ်လေးပါထည့်စားကြလို့ကြက်ဥတစ်ခါလေးပြုတ်ထားလိုက်မယ်မာလာခောက်ဆွဲဆိုရင်ထိုင်ဝမ်မုံညင်းနဲ့လိုက်လို့အရွက်တွေကိုအရင်ရေးစီးထားမယ်ပြီးရင်တော့ဝါဥခောက်ဆွဲပြုတ်မယ်ခောက်ဆွဲလေးတွေနူးပြီးတော့ဣလာပြီဆိုလို့ရှိရင်တခါတည်းထိုင်ဝမ်မုံညင်းကိုမှထည့်ပြုတ်ထားလိုက်မယ်ခောက်ဆွဲပြုတ်ပြီးသွားပြီဆိုလို့ရှိရင်စောစောကကြော်ထားတဲ့အမဲသားထည့်မယ်ပြီးရင်တော့အိမ်ချက်မာလာအနှစ်လေးထည့်တမသွားအောင်တေချာလေးနဲ့မယ်ကြာညိုလေးထည့်အသားမများစားကြလို့အမဲကြော်လေးထည့်မာလာဖုံလေးဖြူပြီးတော့ထိုင်ဝမ်မုံညင်းပြုတ်ထားတာလေးနဲ့ကျုပ်ပြုတ်လေးကိုတင်လိုက်မယ်ဆိုရင်အရသာရှိတဲ့ဝါဥအမဲမာလာခောက်ဆွဲလေးရပါပြီကျွန်တော်ကတော့ဆွဲပြီဗျာဝါဥနဲ့လှုပ်ထားတဲ့အစားတောက်တွေစားပြီးရေမြမြတောက်ဖို့မမေ့နဲ့နော်